ရှေ့ချမ်းအတွက်လည်ပင်းညှပ်ပါမယ်နောက်ချမ်းလေပင်ပေါက်အလယ်မှာခေါင်းဆွလို့ရအောင် 5cm အခွဲလုပ်ပါမယ်နောက်ချမ်းအခွဲအတွက်ကွတ်စာ 3cm အကျယ်ရှည်ရှည်လေးညှပ်ထားပါမယ်အကွဲတောင်ကျိုးနေရာလေးတွေမှာအခုလိုကတ်ကြီးထစ်ထားမယ်နောက်ချမ်းအခွဲမှာကျယ်သီးတက်ဖို့အတွက်ကျယ်သီးကွင်းလေးချုပ်ပါမယ်ကျယ်သီးကွင်းလေးကိုအခုလိုတစ်ဖက်မှာချုပ်ထားပါမယ်ပြီးသွားလို့ရှိရင်အဲ့ဒီအကွဲလေးကိုခုနကညှက်ထားတဲ့ကွတ်ကြိုးနဲ့ကွတ်ချုပ်ပါမယ်ကွတ်ကြိုးကိုအဆုံးထိမခောက်ဘဲတဝက်ပဲခောက်ပြီးတော့ငုံချုပ်တဲ့ပုံမျိုးချုပ်ရပါမယ်ပခုံးနှစ်ဖက်တွေ့ပါမယ်ပြီးသွားရင်ဂျိုင်းပေါက်ကလေးတွေလည်ပင်းပေါက်လေးတွေကိုအဆွေသားကွတ်ကြိုးလေးတွေနဲ့ချုပ်ပါမယ်တစ်ဖက်ကိုပြန်လှန်ဖိချုပ်ဖို့အတွက်ချုပ်စာလေးတွေကိုကတ်ကြီးလိုက်ညှပ်ပေးရပါမယ်ဂျိုင်းကွတ်တာရောလည်ပင်းကွတ်တာရောကိုအဆွေသားကွတ်ကြိုးလေးတွေနဲ့ကွတ်တဲ့အခါမလှဘက်ကနေအရင်ချုပ်ပြီးတော့အလှဘက်ကိုပြန်လှန်ဖိချုပ်ရတဲ့ပုံမျိုးချုပ်ရတယ်အဲ့လိုချုပ်တဲ့အခါပြောင်းလေးတွေအယောင်ကွဲလေးတွေနဲ့ချုပ်တဲ့အခါပိုပေါ်ပြီးတော့ပိုလှပါတယ်လေပင်ကွတ်ကြိုးချုပ်ပါမယ်မလှဘက်ကနေစချုပ်ပြီးတော့အလှဘက်ကိုပြန်လှန်ဖိချုပ်ရမယ်
လေပင်ပေါက်ရောဂျိုင်းပေါက်ရောကွတ်စာလေးတွေနဲ့ကွတ်ချုပ်ပြီးပါပြီအနောက်ဘက်မှာကျဲသီးလေးတက်ပါမယ်အောက်အတွန်းလေးဆက်ဖို့အတွက်ညှက်ရပါမယ်အရှိကအပေါ်ခါအကျယ်ရဲ့2ဆခွဲအကျယ်က15စင်တီမီတာပါတစ်ဖက်ကိုအနားလုံးပြီးတော့တစ်ဖက်ကိုတွန်းပါမယ်အောက်ပိုင်းတဆင့်အတွန်းတွန်းပြီးပြီဆိုလို့ရှိရင်အပေါ်အင်ဂျီနဲ့အောက်အတွန်းလေးနဲ့ဆက်ချုပ်ပါမယ်ဓာတ်ဆက်လိုက်ပြီးဘေးတွဲမယ်ဘေးတွဲပြီးရင်ဓာတ်ဆက်လိုက်ပြီးရင်ပြီးပါပြီ